အားလုံးမင်္ဂလာပါဒီဆိုင်လေးကအခု18ကြိမ်မှာကြာဆိုင်အားကောင်းလို့ကျွန်တော်တင်ပေးလိုက်ပါတယ်ကျွန်တော်ကမတင်တာလဲတော်တော်ကြာနေပြီဆိုတော့ဒီ line လေးကကြိုက်လဲကြိုက်လို့မလို့အားလုံးရတည်ခြင်းနဲ့စံနာလေးနဲ့ကျွန်တော်မျှဝေပေးလိုက်မှာပေါ့2023တုန်းကဒီချိန်လေးကဆရာတယောက်2023တုန်းကပြထားအဲ့ဒါလေးကြိုက်လို့မလို့2023တုန်းကline လေးကခဏတစ်ခွက်လဲအောင်ခဲ့တယ်ပေါ့အဲ့မိုးရဲ frame တဲခဲ့တဲ့ဆရာကိုလည်း credit ပေးပါတယ်ဒီ line လေးကကျွန်တော် set လိုက်ထားတာပေါ့ဒီ line လေးကအခု18ကြိမ်မှာပြီးမယ်ဆိုရင်လည်းပြီးနိုင်တယ်ပေါ့အဲ့ကြောင့်မလို့ကျွန်တော်အလုံးရတဲ့စံနာလေးနဲ့ကျွန်တော်တင်ပေးလိုက်တယ်တုံညနောက်လုံးပေါင်းခွန်လို့ဖရင်ကစတည်သွားတယ်ပေါ့တုံညနောက်လုံးပေါင်းခွန်တုံညနောက်လုံးပေါင်းခွန်တုံညနောက်လုံးပေါင်းခွန်ဆိုပြီးဖရင်က3ချက်တည်သွားတယ်အဲတုံညနောက်လုံးပေါင်းခွန်ပထမဖိန်တည်ပြီးတဲ့အချိန်မှာတုံညနောက်လုံးပေါင်းခွန်လို့တည်ပြီးကနေပေါ့ဘေးကနေပေါ့1 2 3 4 5 6ကြိမ်မြောက်မှာသူကလေးလုံးကြာမှာပေါ့လေးတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးကြာသွားတယ်ပေါ့အဲလေးလုံးကြာပြီးလေးလုံးပြီးတော့၄၅လုံးမြောက်ဩကကဏ္ဍလေးခါနဲ့ညီကိုကဏ္ဍတစ်ခွက်ကနေပေါ့အပေါ်နေပေါ့ညီကိုကဏ္ဍတစ်ခွက်ပြန်ကြာပြီးသွားတယ်ဒုတိယကလေးကြည့်အောင်3ညနောင်နှမောင်းခွန်လို့ဖြစ်သွားတယ်အဲဘေးကနေပေါ့6ကြိမ်မြောက်1 2 3 4 5 6ကြိမ်မြောက်မှာလေးလုံးပထမကလို့တစ်လုံးနှလုံးသုံးလုံးလေးလုံးလေးငါးလုံးလို့လေးလုံးလို့ကြာသွားတယ်လေးလုံးလို့ကြာသွားပြီးလေးခါနဲ့ညီကိုကဏ္ဍတစ်ခွက်ကအပေါ်နေပေါ်ပြန်ကျပြီးသွားတယ်တတိယကလေးကိုကြည့်ပါဦးတုံညနောင်လုံးပေါင်းခွန်လို့ဖြစ်သွားပြီပေါ့အဲ့ဒီပြန်ပေါ့1 2 3 4 5 6ကြိမ်မြောက်မှာလေးရတစ်လုံးနှလုံးသုံးလုံးလေးလုံးလို့ကြာသွားပြီပေါ့သူကရှေ့ဖိနေနဲ့ညီးသွားပြီပေါ့အဲပထမအကကိုပြန်ကြည့်အောင်တုံညနောင်လုံးပေါင်းခွင်လို့ဖြစ်တဲ့ချိန်မှာ6ကြိမ်မြောက်မှာလေးရတစ်လုံးနှလုံးသုံးလုံးလေးလုံးကြာသွားပေါ့လေးလုံးကြာတဲ့အချိန်မှာသူက4ပါတော့စီနီယာညီကိုကဏ္ဍတစ်ခွက်ထွက်ပြေးသွားတယ်ဒုတိယကတ်လေးကိုလည်းကြည့်ကြအောင်3ညနောက်လုံးပေါင်းခွန်ဖြစ်တဲ့ချိန်မှာ6ကြိမ်မြောက်မှာ4ပါတော့စီနီယာညီကိုကဏ္ဍတစ်ခွက်ထွက်ပြေးသွားတယ်တတိယကတ်လေးကိုကြည့်ကြအောင်3ညနောက်လုံးပေါင်းခွန်ဖြစ်တဲ့ချိန်မှာ6ကြိမ်မြောက်မှာ4ပါတော့စီနီယာညီကိုကဏ္ဍတစ်ခွက်ထွက်ပြေးသွားတယ်ပေါ့ပထမကတ်ကိုပြန်တော့မှာ4ပါတော့စီနီယာညီကိုကဏ္ဍတစ်ခွက်ထွက်ပြေးသွားတယ်4ပါတော့အပူကဏ္ဍတစ်ခွက်ထွက်ပြေးသွားတယ်ပထမကဒုတိယကတ်ကိုကြည့်ကြအောင်4ပါတော့အပူကဏ္ဍတစ်ခွက်ထွက်ပြေးသွားတယ်တတိယကတ်လေးကြည့်ကြအောင်4ပါတော့4ပါတော့အပူခေါ်ကဏ္ဍလေးတစ်ခွက်ထွက်ပြေးသွားတယ်ပထမကတ်ကိုပြန်သွားကြအောင်ပါ4ပါတော့အပူကဏ္ဍတစ်ခွက်ထွက်ပြေးသွားတယ်4ပါတော့ညီကိုစီနီယာကဏ္ဍထွက်ပြေးသွားတယ်လေးလုံးလည်းကျသွားပြီပေါ့လေးလုံးလေးခွက်ကျသွားပြီးအချိန်မှာအောက်ကကဏ္ဍလေးခါနဲ့ညီကိုကဏ္ဍတစ်ခွက်ကအပေါ်ကနေပေါ့ပြန်ကျပေးသွားတယ်အဲ့လိုင်းထဲမှာပြန်ကျနှစ်ခါကျပြီးသွားတယ်ပေါ့၄၅နှစ်က9 4နှစ်လို့ကျသွားတယ်လို့986ကလည်း986လို့ကျသွားပြီတယ်ဒုတိယကတ်လေးကိုကြည့်ကြအောင်ပါဒုတိယကတ်လေးကလေးစီနီယာညီကိုကဏ္ဍနဲ့တစ်ခွက်ကျပြီးသွားတယ်လေးပါတော့အပူကဏ္ဍနဲ့တစ်ခွက်ကျပြီးသွားတယ်ကျပြီးပြီးတော့ခါကျတော့1 2 3 4လေးလုံးကျပြီးတဲ့အချိန်မှာအောက်ကကဏ္ဍတစ်ခွက်ကလေးခါနဲ့ညီကိုကဏ္ဍတစ်ခွက်ကအပေါ်ကနေပေါ့431က143ဆိုပြီးပြန်ကျပြီးသွားတယ်ပထမကတ်လိုပဲသူကပြန်ကျနှစ်ခါဆော့တယ်နှစ်ခွက်ဆော့တယ်143က431လို့ကျတယ်လို့
63တဲ့ကလည်း360လို့ကျသွားတယ်ပထမကတ်မှာလည်း9-4နှစ်က4-5နှစ်လို့ကျတယ်986က986က986လို့ကျသွားတယ်တတိယကတ်လေးကြည့်ကြအောင်တတိယကတ်လေးက3ညနှောင်းလုံးခွန်ဖြစ်တဲ့ချိန်မှာမှ3ညနှောင်းလုံးခွန်လို့ဖြစ်တယ်6ကြိမ်မြောက်မှာ4ပါတော့ခဏ4ခွက်4ပါတော့ခဏ4ခွက်ထွက်သွားတယ်ပေါ့တစ်ခွက်2ခွက်3ခွက်4ခွက်ထွက်သွားတယ်ပေါ့အဲ့4ပါတော့ခဏ4ခွက်ထွက်ပြီးအောက်ကခဏကျွန်တော်ဒီရှေ့က frame လေးလို့ပြန်ပြီးခဲ့မယ်ဆိုရင်4ပါတော့ညီကိုခဏတစ်ခွက်ကအပေါ်နေပေါ့ပြန်ပြီးဖြုတ်ချပြရမှာပြန်ကြကြိုက်တဲ့လူတွေအတွက်ပြန်ကြကြတဲ့တန်တော့4ပါတော့ညီကိုခဏတစ်ခွက်အဲ့ခဏရှေ့မှာတော့ပြန်ကြနှစ်ခွက်ဆော့ထားတယ်ဒီမှာလဲ963က356လို့ခဏကြပြီးသွားတယ်963က356လို့ပဲ4ပါတော့ညီစင်ညာညီကိုခဏလဲထွက်ပြီးသွားပြီ4ပါတော့အပူခဏလဲထွက်သွားပြီ4ကလည်း4လုံးပြည့်သွားပြီဆိုတော့4-5လုံးမြောက်ဟိုလေအောက်က18ကြိမ်မှာ4ခါနဲ့ညီကိုခဏအပေါ်ဟိုဘက်ကတ်တရလို့4ခါနဲ့ညီကိုခဏပြန်ကြနိုင်တဲ့အနေထားရှိတယ်4ခါနဲ့ညီကိုခဏဒီထက်မှတော့ပြန်ကြခဏ4ခွက်ရှိရပေါ့ကျွန်တော်ကတော့6ကတော့ကျွန်တော်ကတော့မကြိုက်လို့မလုပ်တော့ဘူးပေါ့ဒီခဏနဲ့မှဆွမ်းထောင်းကပြခဲ့တဲ့ဒီခဏလေးပေါ့849 4ခါငိမ့်နဲ့948 342 243ပေါ့အဲ့ခဏလေးကွက်ကတော့အဓိကမိန်ပေါ့246နှစ်ကတော့ကြိုက်နေတဲ့တန်တော့ရန်ကျင်တော့ရန်လိုက်ပေါ့ဒီကနန်းသိစိတ်မချအောင်ဘာဖြစ်လို့ဆိုတော့ကလင်နာရဲ့သဘောတရားက3ကတ်ရောက်လာရင်နည်းနည်းလှည့်မာယာများတယ်လှည့်တတ်တယ်ပေါ့လက်တတ်တဲ့အချင်းရှိတယ်သူကတတိစီကမာယာများတဲ့အတွက်ဒီခဏလေးပါရန်လိုက်ပေါ့အားလုံးတင်းစို့အမိကံကောင်းကြပါလေတကြွကြလာနေပြီဆိုတော့ကံကောင်းကြ